PRF ဆိုတာဘာလဲ PRF ဆိုတာကလစဉ်ကောက်ခံရရှိတဲ့ထောက်ပို့ငွေကတော့ပြင်းပြအားဖြင့် USD 6 သိန်းဝန်းကျင်ရှိနေပါတယ်။ PRF ကရတာတွေဘာမှအဓိကသုံးနေလဲ။ PRF ကတာဝန်ထမ်းဆောင်ငွေတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့တပ်ရင်းရိတ်ခါနဲ့အထွေထွေအသုံးစရိတ်အတွက်အဓိကဦးစားပေးအသုံးပြုပါတယ်။ PRF အစီအစဉ်ကနေစုဆောင်းရရှိတဲ့ထောက်ပို့ငွေတွေကိုကာကွယ်ရေးဝန်ကြီးဌာနကတဆင့်စေယုံချုပ်ရဲ့စီမံဆောင်ရွက်မှုနဲ့ PDF တရင်တပ်ဖွဲ့360ကျော်ထံကိုစီစဉ်ပို့ဆောင်ရရှိပါတယ်။တရင်ထောက်ပံ့တစ်ကြိမ်ပေးပို့တိုင်းမှာပမာဏအားဖြင့်ခန့်မှန်းအမေရိကန်ဒေါ်လာ1.3 သန်းခန့်ကိုသုံးစွဲရပါတယ်။ PRF ကဘယ်လောက်အရေးကြီးလဲ။စီးရင်နေရာမှာတစ်ခုရှိပါတယ်။ရှေ့တန်းထွက်ရဲဘော်တစ်ယောက်တိုက်ပွဲဝင်နိုင်မှုနောက်တန်းမှာထောက်ပို့ရဲဘော်အနည်းဆုံး9ယောက်ရှိရပါမယ်။ရဲဘော်တစ်ယောက်ထောက်ပို့9ယောက်ဆိုတဲ့နေရာမှာအရဆိုရင်လက်ရှိမြေပြင်ကရဲဘော်အင်အားနဲ့ရှင်ရင်နောက်တန်းကနေအတူရုံးပေးမဲ့ထောက်ပို့တပ်သားအင်အားဟာအခုထက်အစပေါင်းများစွာတိုးလာဖို့လိုအပ်နေပါသေးတယ်။ PRF ကနေစီးစင်းတဲ့ဗန်နာငွေဟာတခါတရံမှရတဲ့ရမုံငွေမျိုးမဟုတ်ပဲပုံမှန်ထောက်ပို့တပ်သားအရင်းမြစ်တွေစီကနေစနစ်တကျစီးစင်းနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက်အဓိကရမုံငွေစီးစင်းမှုလမ်းကြောင်းလေးဖြစ်ပါတယ်။ PRF ရဲဘော်တွေရဲ့လစဉ်ထောက်ပံ့မှုဟာရှေ့တန်းကရဲဘော်တွေအတွက်ငါတို့နောက်မှာငါတို့ပြည်သူတွေအမြဲရှိနေတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှု psychological security ကိုပါပေးနိုင်တာဖြစ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စေရန်နေရာတစ်ခုလုံးရှေ့သို့မယမနာအရှိန်အဟုန်နဲ့ချီတက်နိုင်မှုအခြေခံကျတဲ့ထောက်ပို့စနစ်ကို PRF နဲ့အတူဆက်လက်တည်ဆောက်ကြဖို့တိုက်တွန်းလိုပါတယ်။ PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှာပါဝင်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲ။ Facebook ကဆိုရင် www.facebook.com/prf4pdf Telegram ကဆိုရင် t.me/prf4pdf4 Messenger ကဆိုရင် m.me/prf4pdf တွေကနေဆက်သွယ်ပြီးအခုပဲတော်လန်ရေးရဲ့ထောက်ပို့တပ်သားတယောက်အဖြစ်ပါဝင်လိုက်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။လာပါငါတို့အတူတူရုံးမယ်။